ကျွန်တော်တို့နေထိုင်တဲ့ကဘာမြေကြီးပေါ်မှာလူသားတွေရဲ့စိတ်ကူးစိတ်တန်းတွေတောင်ပိုးပြီးစမ်းကြဲလွန်တဲ့နေရာတွေရှိနေတယ်ဆိုတာသင်သိပါသလားသိပ္ပံပညာရှင်တွေကိုယ်တိုင်အဖြေရှာဖို့ခေါင်းခဲခဲ့ရတဲ့နေရာတွေကနေတဘာဝတရားကဖန်တီးထားတဲ့မြက်လက်ပြားကွက်တွေအထိဒီနေ့မှာတော့ကဘာပေါ်မှာအထူးဆန်းဆုံးတဲ့အလှပဆုံးလို့သတ်မှတ်ထားတဲ့နေရာ၄ခုကိုကျွန်တော်တို့အတူခီးသွိုင်းလေ့လာကြည့်လိုက်အောင်ပါခင်ဗျာ Antarctic Antarctic ကထူးဆန်းသောသွင်းနီရောင်ရေတကွန် Black Falls ကမ္ဘာအေးဆုံးနဲ့လူသူကင်းမဲ့တဲ့ Antarctic တိုင်မှာထူးဆန်းလွန်းတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဖြူဖွေးနေတဲ့ရေခဲမြစ်ကြားကနေသွေးရောင်လိုရဲရဲနေနေတဲ့အရေတွေစီးဆင်းနေတဲ့သွေးနီရောင်ရေတကွန်ဒါမှမဟုတ် Black Falls ပဲဖြစ်ပါတယ်။ဒီရေတကွန်ဟာဘာကြောင့်သွေးလိုနေရတာလဲ။ဒါဟာတဘာဝလွန်ဖြစ်ရတစ်ခုလား။ဒီနေ့မှာတော့ Black Falls ရဲ့လူဝက်ချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါ။ဒီသွေးနီရောင်ရေတကွန်ကို1911ခုနှစ်မှာ Australia ဘူမိဗေဒပညာရှင် Griffith Taylor ကစတင်တွေ့ရှိခဲ့တာပါ။သူတွေ့ခဲ့တဲ့နေရာကတော့ Antarctic တိုက်ရဲ့တေလာရေခဲမြစ်အဆုံးပိုင်းမှာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကတော့ဒီလိုနီရဲနေတာဟာရေထဲမှာရှိတဲ့နီညိုရောင်ရေမော်ပင်တွေကြောင့်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သိပ္ပံပညာရှင်တွေကဒီယူဆချက်ဟာမှားယွင်းနေကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ဒီတဲ့တော့ဒီအယောင်ဟာရေမော်ပင်တွေကြောင့်မဟုတ်ပဲတန်တကြောင့်ထည့်တာပါ။လိုခဲ့တဲ့နှစ်ပေါင်း20ကျော်ကဒီရေခဲမြစ်အချောင်းမှာရှေးအောင်ရေငန်းအိုင်ကြီးတစ်ခုပိတ်မိနေခဲ့ပါတယ်။အဲ့ဒီရေကန်ထဲမှာတန်တက်တွေအများကြီးပါဝင်နေပြီးအောက်ဆီဂျင်နဲ့အလင်းရောင်လုံးဝမရရှိပါဘူး။ဒီရေခဲမြစ်ထဲကအချောင်းတွေကနေတဆင့်အဲ့ဒီရေတွေအပြင်ကိုစီးထွက်လာပြီးလေတို့တွေကအောက်ဆီဂျင်နဲ့ထိတွေ့လိုက်တဲ့အခါဓာတ်တိုးခြင်းဖြစ်စဉ်ဖြစ်ပေါ်ပါတယ်။အယိုးရှင်းဆုံးပြောရရင်တန်ကြီးတက်တယ်လို့မျိုးဖြစ်သွားပြီးရေရဲ့အယောင်ကသွေးလိုရဲရဲနေသွားတာဖြစ်ပါတယ်။နောက်ထပ်အန်အိုးဆရာကောင်းတာကဒီလောက်အေးဆက်ပြီးအောက်ဆီဂျင်မရှိတဲ့ရေကန်ထဲမှာအနူဇီဝသက်ရှိလေးတွေရှင်တန်နေကြတာပါ။ဒါဟာသိပ္ပံပညာရှင်တွေအတွက်တော့အဖိုးတန်တဲ့ရှားဖွေတွေ့ရှိမှုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တခြားကြိုတွေနဲ့ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာလည်းသက်ရှိတွေရှိနေနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးလိုက်တာကြောင့်ဖြစ်ပါတယ်။အခုဆိုရင်တော့ Black Falls ဟာတဘာဝတရားရဲ့ထူးခြားသောပက်တိုက်တစ်ခုလိုဖြစ်နေပါပြီ။ကဘာမီရဲ့ဇုဝတ်ချက်တွေကဘလောက်တောင်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကိုဒီရေတကွန်ကတက်တည်ပြနေပါတယ်။ Number 1 Mauritius ကျွန်းကအန်အောဆယ်မြက်လေရေအောက်ရေတကွန် Underwater Waterfall ကမ္ဘာပေါ်မှာမျက်စိနဲ့မြင်ရပေမဲ့တကယ်မဟုတ်တဲ့အန်အောဆယ်မြက်လေပြားကွက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့အိန္ဒိယသမုဒ္ဒရာထဲက Mauritius ကျွန်းစုမှာရှိတဲ့ရေအောက်ရေတကွန်ကြီးပဲဖြစ်ပါတယ်။ပင်လယ်ရေပြပြရဲ့အောက်ထဲမှာကြီးမားတဲ့ရေတကွန်ကြီးစီးဆင်းနေတယ်လို့မြင်ရတာဟာတကယ်ကိုထူးဆန်းလွန်းလာပါတယ်။ဒီရေတကွန်ကတကယ်ပဲရေအောက်မှာရှိနေတာလားဒါမှမဟုတ်မျက်စိမှားနေတာလားဆိုတာကိုကျွန်တော်တို့အဖြေရှာကြည့်ကြရအောင်လားခင်ဗျာဒီထူးဆန်းတဲ့ရေအောက်ရေတကွန်ရဲ့မြင်ကွင်းကို Mauritius ကျွန်းရဲ့အနောက်တောင်ဘက် Lemorin Brabant ကမ်းခြေပါမြင်တွေ့နိုင်ပါတယ်အပေါ်စီးကနေကြည့်လိုက်မယ်ဆိုရင်ပင်လယ်ရေအောက်ထဲကိုရေတွေအရှိန်ဟုန်နဲ့စီးဆင်းသွားတဲ့ရေတကွန်ကြီးတစ်ခုလို့ထင်မှတ်မိမှာပါဒါပေမဲ့တကယ်တမ်းတော့ဒါဟာရေတကွန်အစ်စ်မဟုတ်ပါဘူးဒါဟာတဘာဝတရားကဖန်တီးထားတဲ့မြက်လက်လဲစားမှုတစ်ခုတာဖြစ်ပါတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ရေအောက်မှာရှိတဲ့သဲနဲ့နုံးတွေကြောင့်ဖြစ်ပါတယ်။ Mauritius ကျွန်းဟာသမုဒ္ဒရာအောက်ခြေကကုန်းပင်မြင့်ပေါ်မှာတည်ရှိနေတာမှာပင်လယ်လှိုင်းတွေကြောင့်ကမ်းခြေကသဲတွေဟာအဲ့ဒီကုန်းပင်မြင့်ရဲ့အစွန်းကနေသမုဒ္ဒရာအောက်ခြေအနက်ပိုင်းတွေကိုစီးကျသွားပါတယ်။ဒီလိုသဲတွေစီးကျသွားတဲ့ပုံရိပ်ကအပေါ်ကနေကြည့်တဲ့အခါရေတခွန်ကြီးစီးဆင်းနေတယ်လို့မျိုးလှပတဲ့မြင်ကွင်းတစ်ခုဖြစ်ပေါ်စေပါတယ်။ဒီမြင်ကွင်းကိုရဟရင်ဘော်ကနေဒါမှမဟုတ်လေရင်ဘော်ကနေအပေါ်စီးကကြည့်မှသာအထင်အရှားမြင်နိုင်တာဖြစ်ပါတယ်။ရေအောက်ထဲမှာရေတကူမရှိပေမဲ့ဒီနေရာဟာ UNESCO ရဲ့ကမ္ဘာအမွေအနှစ်စာရင်းဝင်နေရာတစ်ခုဖြစ်ပြီးကမ္ဘာလှပဆုံးရှုခင်းတွေထဲကတစ်ခုအဖြစ်သတ်မှတ်ထားခြင်းခံထားရပါတယ်။တဘာဝတရားရဲ့ဖန်တီးမှုဟာဘလောက်တောင်အံ့ဩဖို့ကောင်းလဲဆိုတာဒီရေအောက်ရေတကူရဲ့မြင်ကွင်းများကသက်သေပြလို့နေခဲ့ပါပြီ။ Number 3ကမ္ဘာအကြီးဆုံးမှန်ချက်ကြီးဆာလာဒီအူယူနီကမ္ဘာမြေနဲ့ကောင်းကင်ဟာဘေးနေရာမှာထိစပ်နေတယ်လို့မြင်ဘိုလီဗီးယားနိုင်ငံကဆာလာဒီအူယူနီစားခွင့်ကြီးကိုပဲလက်ညှိုးထိုးပြရမှာပဲချက်ပါတယ်။ဧရိယာစတုရန်မိုင်ပေါင်း4000ကျော်ကျယ်ဝန်းတဲ့ဒီနေရာဟာကမ္ဘာအကြီးဆုံးစားခွင့်ကြီးဖြစ်ပါတယ်။မိုးရာသီမှာဒီနေရာဟာ
ကောင်းကင်ယံကိုအပြည့်အဝရောင်ပြန်ဟဲ့နေကမ္ဘာအကြီးဆုံးမှန်ချက်ကြီးတစ်ခုထိအံ့ဩဖွယ်ပြောင်းလဲသွားတတ်ပါတယ်ဒီနေရာဟာလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကရှေးဟောင်းရေကန်ကြီးတွေခန်းချောက်သွားရာကနေထစ်ပေါ်လာတာပါကုန်းပြီးမင်းပေါ်မှာအဖြူရောင်စားအလွာလေးဟာပေပေါင်းများစွာအထူကြီးဖုံးလွှမ်းနေတာဖြစ်ပါတယ်။နွေရာသီမှာတော့စားတွေဟာခြောက်သွေ့ပြီးစရကန်ဖုံးစံအကွက်လေးတွေဖြစ်နေတတ်ပေမယ့်မိုးရွာချလိုက်တဲ့အခါမှာတော့စားကွင်းပင်ကြီးတစ်ခုလုံးဟာနတ်ပြည်နန်းနန်းတစ်ခုလိုထူးဆန်းသွားပါတော့တယ်။ဘာကြောင့်မှန်ချက်ကြီးလိုဖြစ်သွားတာလဲဆိုရင်တော့စားကွင်းပင်ရဲ့မျက်နှာပြင်ဟာအလွန်တရာညီညာလွန်းတာကြောင့်ပါ။မိုးရေပပလေးဖုံးလွှမ်းသွားတဲ့အခါအလင်းပြန်မှုဟာ100%နီးပါးဖြစ်သွားပြီးကောင်းကင်ဟာတိမ်နေနီနေခြေရာရာတွေကိုမီးပြင်းပေါ်မှာအတိုင်းသားပြန်မြင်ရတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာကိုရောက်ရင်ကောင်းကင်ယံပေါ်လမ်းလျှောက်နေရတယ်လို့ခန်းစားချက်မျိုးကိုပေးစွမ်းနိုင်ပါတယ်။ဒါအပြင်ဒီစားပွဲကြီးဟာကမ္ဘာလက်တီယန်တတုအရန်အသားရဲ့80%နီးပါးတည်ရှိနေတဲ့နေရာလေးဖြစ်ပါတယ်။လှပယုံတင်မကပဲဤပညာလောကတွေပါအရေးပါတဲ့နေရာတစ်ခုပေါ့။ကမ္ဘာလွယ်ခီးတော်တဲ့အတွက်တော့ဓာတ်ပုံရရင်အနီးဝေးအမင်းအာယုံလှည့်စားမှုတွေဖန်တီးဖို့အကောင်းဆုံးရည်ပန်းစားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။တဘာဝတရားရဲ့အလားတရားတွေဟာတခါတလေမှာစိတ်ကူးရင်အိမ်မက်တွေတဲ့တောင်ပိုပြီးစမ်းကြယ်နေတတ်တယ်ဆိုတာကိုဆာလာဒီဥယူနီစားကွင်းကြီးကသက်သေပြလိုနေပါတယ်ခင်ဗျာ။နံပါတ်4 Underground Galaxy ကမ္ဘာပေါ်မှာအန်အောဖို့အကောင်းဆုံးနဲ့လှပလွန်တဲ့ Waitomo Glowworm Caves နယူးဇီလန်နိုင်ငံကကြေရောင်တောက်နေတဲ့ဂူကြီးပဲဖြစ်ပါတယ်။ဂူအမောင်တဲကလှပဖို့ကျဲစင်စုကဘာမြေရဲ့အမောင်ဆုံးအပိုင်းကဂူတစ်ခုထဲမှာကျဲတွေထောင်ပေါင်းများစွာလင်းထိနေတယ်ဆိုရင်သင်ယုံကြည်နိုင်မလားနယူးဇီလန်နိုင်ငံမှာရှိတဲ့ဝါအီတိုမိုဂူကြီးဟာအဲ့ဒီလိုထူးဆန်းတဲ့အလှတရားတွေရှိနေတဲ့နေရာပါဂူအမိုးထက်မှာပြလဲလဲအလင်းရောင်လေးတွေတစ်ဖက်ဖက်တောက်ပနေတာကြောင့်ဒါဟာကဘာမြေမြေပေါ်ကနတ်ပြည်တစ်ခုလိုတင်စားခံထားရပါတယ်ဒီလိုလှပတဲ့အလင်းရောင်လေးတွေကိုဖန်တီးပေးနေတာကတော့ Glue Worms လို့ခေါ်တဲ့အလင်းထုတ်နိုင်တဲ့ပိုးစုံယူတစ်မျိုးပဲဖြစ်ပါတယ်ဒီပိုးကောင်လေးတွေဟာနယူးဇီလန်မှာပဲတည်တံ့ရှိပြီးသူတို့ရဲ့ခန္ဓာကိုယ်ထဲကနေဓာတုဗေဒနီးအရာအလင်းရောင်တွေထုတ်လို့ပေးနေတာပါသူတို့ဟာဂူအမိုးမှာတွဲလောင်းကြနေတဲ့ပိုးမီလေးတွေကိုအသုံးပြုပြီးတခြားအင်းဆက်တွေကိုဖမ်းယူစားတောက်ဖို့အတွက်အခုလိုအလင်းနဲ့ငှားခေါ်နေကြတာဖြစ်ပါတယ်ခရီးသွားတွေဟာဒီဂူကြီးတွေကိုလှေလေးတွေနဲ့အတန်းတိဝင်ရောက်လေ့လာကြရပါတယ်ဂူအမိုးကနေတွဲလောင်းကြနေတဲ့ပိုးမီလေးတွေဟာစိန်စီထားတဲ့လယ်ဆွဲတွေလိုကြည့်ရတာအယမ်းလှပါတယ်အန်အောစရာကောင်းတာကဒီပိုးကောင်လေးတွေဟာစူညံတန်ဒါမှမဟုတ်အလင်းရောင်တစ်ခုခုကိုထိတွေးမိရင်သူတို့ရဲ့အလင်းကိုချက်ချင်းမိတ်ပစ်လိုက်တတ်တာကြောင့်ဂူထဲမှာလုံးဝတိတ်ဆိတ်စွာကြည့်ရှုရတာထက်ပါတယ်ဒီဝေတိုမိုဂူကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကနေစတင်ဖြစ်ပေါ်ခဲ့တာထက်ပြီးဂူအတွင်းမှာထုံးကြောက်တိုင်တွေလည်းထူးဆန်းတဲ့ကြောက်ဖြူရုပ်ကျွန်းတွေကိုလည်းမြင်တွေ့နိုင်ပါတယ်နဲ့တဘာဝတရားကဖန်တီးထားတဲ့ဒီ Underground Galaxy ကြီးဟာကမ္ဘာမှာတနေရာထဲမှာပဲရှိတဲ့အံ့ဖွဲမိခွင့်တစ်ခုပဲဖြစ်ပါတယ်ကဘာမီရဲ့အမောင်ဆုံးနေရာတွေမှာတောင်အလှတရားတွေရှိနေတယ်ဆိုတာဒီကူကြီးကတက်တည်ပြနေပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့နေရာ၄ခုထဲမှာတင်ရောဘယ်နေရာကိုအသွားချင်းဆုံးလဲဆိုတာ comment မှာရေးပေးခဲ့ပါဦး။တဘာဝတရားရဲ့ဖန်တီးမှုတွေဟာတခါတလေမှာစိတ်ကူးရင်အိမ်မက်တွေထက်တောင်ပိုပြီးစမ်းကြယ်နေတတ်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပြီးကျွန်တော်တို့ကိုအားပေးခဲ့ပါဦး။နောက်ထပ်လည်းကဘာအန်အောနေရာတစ်တစ်ကိုအတူတူလေ့လာဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။ကြည့်ရှုပေးသူတူတယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။